သင်လိုရှင်တဲ့အရာတစ်ခုကိုအဓိက manifest ဖြစ်စေတဲ့အရာကသင်ရဲ့အတွေ့တွေသင်ရဲ့စိတ်ကူးစိတ်သိမ်းတွေမဟုတ်ဘူးဆိုတာသိပါသလားဒီလိုဆိုရင်သင်လိုရှင်တဲ့အရာကိုအဓိက manifest ဖြစ်စေတဲ့အရာဟာသင်ရဲ့စိတ်ခံစားချက်ပဲဖြစ်ပါတယ် feeling ဆိုတဲ့စိတ်ခံစားချက်ကဘေးသင်လိုရှင်တဲ့အရာတွေကိုအဓိက manifest ဖြစ်စေပါတယ်ကျွန်တော်တို့အနေနဲ့ကိုလိုရှင်တဲ့အရာပဲဖြစ်ဖြစ်မလိုရှင်တဲ့အရာပဲဖြစ်ဖြစ်တစုံတစ်ခုကိုစဉ်းစားလိုက်တဲ့အခါအဲ့ဒီစဉ်းစားမှုရဲ့နောက်ခံမှာ feeling ဆိုတဲ့စိတ်ခံစားချက်ရှိပါတယ်။အဲ့ဒီစိတ်ခံစားချက်ဟာသူနဲ့သက်ဆိုင်တဲ့အရာကို manifest ဖြစ်စေပါတယ်။သင်ရဲ့အတွေ့တွေဟာသင်လိုရှင်တဲ့အရာနဲ့ energy ကိန်းညီလာတဲ့အခါသင်ရဲ့စိတ်ခံစားချက်တွေဟာပျော်ရွှင်မေးအပြုသဘောဆောင်မေးစိတ်ကြည်နေမေးစသဖြင့်အဲ့ဒီလိုစိတ်ခံစားချက်တွေဖြစ်လာတတ်ပါတယ်။ဒီလိုကောင်းမွန်တဲ့စိတ်ခံစားချက်တွေဖြစ်လာပြီဆိုရင်သင်ဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီလို့သိပေပါ။တကယ်တော့သင်လိုရှင်တဲ့အရာသင်ဖြစ်ရှင်တဲ့အရာတွေအကြောင်းကိုစဉ်းစားလိုက်တဲ့အချိန်တိုင်းမှာသင်ရဲ့စိတ်ခံစားချက်တွေဟာမကောင်းဘူးအပြုသဘောမဆောင်ဘူးအဲ့ဒီလိုမကောင်းတဲ့စိတ်ခံစားချက်တွေခံစားနေရပြီဆိုရင်သင်ရဲ့ energy ဟာသင်လိုရှင်တဲ့အရာနဲ့ကိုက်ညီမှုမရှိပါဘူး။တနည်းအားဖြင့်ပြောရမယ်ဆိုရင်သင်လိုရှင်တဲ့အရာနဲ့ပတ်သက်လို့သင်ဟာမရှိဘူးမရဘူးဆိုတဲ့ရှုထောင့်ကပဲစဉ်းစားနေတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်သင်ဟာအဲ့ဒီအရာကိုလိုပဲလိုရှင်နေတယ်။လိုရှင်တာရဲ့နောက်ွယ်မှာသင်မှာအဲ့ဒီအရာကိုမရသေးဘူးမရှိသေးဘူးမပိုင်ဆိုင်သေးဘူးလို့ဆိုလိုပါတယ်။လိုရှင်တဲ့အရာကိုစဉ်းစားလိုက်တဲ့အချိန်တိုင်းမှာသင်ရဲ့စိတ်ထဲမှာအပြုသဘောမဆောင်တဲ့အတွေးတွေသာပေါ်လာပြီဆိုရင်သင်ရဲ့အတွေးတွေဟာ manifest ဖြစ်ဖို့လိုအပ်နေတဲ့အရာနဲ့ပြောင်းပြန်အတွေးတွေဖြစ်နေပါတယ်ဒီတော့ကျွန်တော်တို့အနေနဲ့တစုံတစ်ခုကိုရယူရှင်တွေပိတ်ဆိုင်လို့ရှင်တွေဖြစ်ရှင်တွေဆိုရင်အဲ့ဒီအရာကိုရယူပြီးသားပိတ်ဆိုင်လို့ပြီးသားဖြစ်ပြီးသားဆိုတဲ့ရှုထောင့်ကပဲတွေးတောစဉ်းစားရပါလိမ့်မယ်အဲ့ဒီလိုတွေးတောစဉ်းစားရှင်ရဲ့နောက်ွယ်မှာအပြုသဘောဆောင်တဲ့ကောင်းမွန်တဲ့စိတ်ခံစားချက်တွေရှိပါတယ်အဲ့ဒီစိတ်ခံစားချက်တွေကပဲသင်လို့ရှင်တဲ့အရာကိုအမှန်တကယ် manifest ဖြစ်စေပါတယ်ဒါကြောင့်မိတ်ဆွေဟာတစုံတစ်ခုကိုကိုယ့်ဘဝထဲမှာ manifest ဖြစ်ရှင်တယ်ဆိုရင် feeling ဆိုတဲ့စိတ်ခံစားချက်ကိုပေါင်းကူးတရားတစ်ခုအနေနဲ့အသုံးပြုရပါလိမ့်မယ်။ဒီလိုဆိုရင်အဲ့ဒီပေါင်းကူးတရားဆိုတာဘာနဲ့ဘာကိုဆက်သွယ်ထားတဲ့ပေါင်းကူးတရားလေးကျွန်ုပ်တို့ဟာသိစိတ်နဲ့တွေ့တယ်အဲ့ဒီတော့အဲ့ဒီတွေးလိုက်တဲ့အတွေ့ရဲ့နောက်မှာ feeling ဆိုတဲ့စိတ်ခံစားချက်ရှိတယ်။ပြီးရင်အဲ့ဒီစိတ်ခံစားချက်ဟာကျွန်ုပ်တို့ရဲ့မသိစိတ်ထဲကိုရောက်သွားပြီဆိုရင်ကျွန်ုပ်တို့လိုချင်တဲ့အရာတွေကို manifest ဖြစ်စေပါတယ်။ဒီတော့ feeling ဆိုတဲ့စိတ်ခံစားချက်ဟာကျွန်ုပ်တို့ရဲ့သိစိတ်နဲ့မသိစိတ်ကိုဆက်သွယ်ပေးတဲ့ပေါင်းကူးတရားပဲဖြစ်ပါတယ်။ဒါကြောင့်အဓိကတော့ဘာပဲဖြစ်ဖြစ်ကိုလိုရှင်တဲ့အရာသည်ကိုယ့်ရဲ့မသိစိတ်ထိကိုရောက်သွားဖို့အရေးကြီးတယ်မသိစိတ်ထိကိုရောက်သွားနိုင်ဖို့အဲ့ဒီ feeling ကိုပဲအသုံးချရပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေဟာကောင်းမွန်နေပြီပျော်ရွှင်နေပြီဆိုရင်အဲ့ဒီစိတ်ခံစားချက်တွေမသိစိတ်ထိကိုရောက်သွားပြီဆိုရင်အဲ့ဒီမသိစိတ်ကလေကောင်းမွန်တဲ့ပျော်ရွှင်တဲ့အရာတွေကိုကိုယ့်ဘဝထဲမှာဖန်တီးပေးပါလိမ့်မယ်တကယ်တော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေဟာမကောင်းဘူးအပြုသဘောမဆောင်ဘူးဆိုရင်အဲ့ဒီစိတ်ခံစားချက်တွေကမသိစိတ်ထိကိုရောက်သွားပြီဆိုရင်မသိစိတ်ကအဲ့ဒီမကောင်းတဲ့အပြုသဘောမဆောင်တဲ့အရာတွေကိုပဲဖန်တီးပေးပါလိမ့်မယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကိုလိုရှင်တဲ့အရာတစ်ခုကိုကိုယ့်ဘဝအထိမှာ manifest ဖြစ်စေဖို့အဲ့ဒီအရာကိုရရှိပြီးသားပိုင်ဆိုင်ပြီးသားဆိုတဲ့ရှုထောင့်ကတွေးမိအဲ့ဒီအတွေးတွေရဲ့နောက်မှာကောင်းမွန်တဲ့ feeling ပျော်ရွှင်တဲ့ feeling တွေစိတ်ကြည်နေတဲ့ feeling တွေရှိပါလိမ့်မယ်အဲ့ဒီကောင်းမွန်တဲ့ပျော်ရွှင်စရာကောင်းတဲ့စိတ်ကြည်နေစရာကောင်းတဲ့ feeling တွေကမသိစိတ်ထိကိုရောက်သွားပြီဆိုရင်မိတ်ဆွေလိုရှင်တဲ့အရာကိုလွေကူစွာ manifest ဖြစ်ပါလိမ့်မယ်အဲ့ဒီ feeling သိပြီးရင် manifestation ရဲ့ show ရဲ့ shape ဖြစ်ပါတယ်ဒါကြောင့် manifestation ပြုလုပ်တဲ့အခါ feeling is the secret လို့ပြောကြတာဖြစ်ပါတယ်